ကန်ပြည်ကြီးစာတင်ထွန်ကားစာအချင်းကပကံပြည်သူပြည်သားတွေဟာနေ့စဉ်နဲ့အမျှထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ရှင်းတန်နေခဲ့ကြရပါလေ။ဘာကြောင့်လဲဆိုတော့ပကံပြည်ရဲ့အရက်လေးမျက်နှာမှာတောင်းကျမ်းနေတဲ့ဝက်ကြီးကြားကြီးငှက်ကြီးရှုပြန်ကြီးနဲ့ဘူးပင်ကြီးဆိုတဲ့ရန်သူကြီး9ဦးရှိနေတဲ့အကြောင်းပါပဲ။အနောက်ဘက်အေယာဝတီမြစ်ကမ်းနားမှာတော့အလွန်ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းတဲ့ဘူးပင်ကြီးတစ်ပင်ရှိနေပါတယ်။ဒီဘူးပင်ကြီးဟာတာမန်အပင်မဟုတ်ပါဘူး။သူ့ရဲ့နွယ်ပင်တွေဟာကုန်းမြေပေါ်မှာသာမကမြေအောက်အထီပါကုန်းရက်တစ်ခုလိုဖြန့်ကျက်ထားပြီးပကံပြည်ရဲ့မြေစီလွှားတွေကိုစုပ်ယူဖျက်ဆီးနေပါတယ်။ပိုပြီးထူးခြားတာကတော့အဲ့ဒီဘူးပင်ကြီးကိုဘသူကမှခုတ်ထွင်ရှင်းလင်းလို့မရတာပါပဲ။ဒါနဲ့ခုတ်ရင်ခုတ်လိုက်တဲ့နေရာကနေအပင်စစ်တွေချက်ချင်းပြန်ပေါက်လာပြီးအရင်တောင်ပိုမိုတမ်းမာလာတတ်ပါတယ်။ဒါကြောင့်ပြည်သူတွေဟာခုတ်လီပေါက်လီဘူးပင်ကြီးလို့ခေါ်ဆိုပြီးကြောက်လန့်နေကြရပါတယ်။ဒီနေ့မှာတော့ပကံပြည်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးမဲ့သူပေါ်ထွန်းလာခဲ့ပါတယ်။သူကတော့တကောအာနုဘော်နဲ့ပြည့်စုံပြီးလေးအတက်မှာအလွန်ကျွမ်းကျင်တဲ့ပြူစောသီးမင်းသားပဲဖြစ်ပါတယ်။ပြူစောသီးဟာပကံပြည်သူတွေရဲ့ဒုက္ခကိုမြင်တွေ့ရတဲ့အခါဒီရန်သူကြီးတွေကိုအပြက်အသက်နှိမ်နှင်းကိုဆုံးဖြတ်လိုက်ပါတယ်။သူဟာဝက်ကြီးကြားကြီးရှူးပြန်ကြီးနဲ့ငှက်ကြီးတို့ကိုတစ်ခုပြီးတစ်ခုအောင်မြင်စွာနှိမ်နှင်းပြီးနောက်မှာတော့နောက်ဆုံးရန်သူဖြစ်တဲ့အေယာဝတီမြေကန်နာကဘူးပင်ကြီးစီကိုရောက်ရှိလာခဲ့ပါတယ်။ပြူစောသီးမင်းသားဟာဘူးပင်ကြီးကိုမြင်ချင်းမှာပဲသူ့ရဲ့တန်လျက်နဲ့ခုတ်ထွင်ပါတယ်။ဒါပေမဲ့ရာဇဝင်တွေကအတိုင်းပါပဲခုတ်လိုက်တိုင်းအပင်တွေဟာပိုပြီးတိုးကွာလာပါတယ်။မင်းသားဟာခိတ္တမြရက်တန်းပြီးစဉ်းစားလိုက်ပါတယ်။အကိုင်းအခက်ကိုနှိမ်နှင်းသစွေလောဒီအပင်ဟာတေမှာမဟုတ်ဘူးအမစ်ကိုရှာရမယ်လို့သူနားလေသွားပါတယ်။ပြူစောသီးဟာဇွဲမလျှော့ပဲဘူးပင်ကြီးရဲ့အဓိကအမြင့်မကြီးကိုမြေကြီးထဲမှာလိုက်လံရှာဖွေပါတယ်။နောက်ဆုံးမှာတော့အစိတ်ကွေနဲ့ပြည့်နေပြီးအလွန်တရာကြီးမားတဲ့အမြင့်မကြီးကိုတွေးရှိသွားပြီးအမြင့်ကနေဆွဲနှုတ်ဖျက်ဆီးပစ်လိုက်ပါတယ်။အဲဒီအခါမှာတော့တခန်းတနာတောင်းကျမ်းနေတဲ့ဘူးပင်ကြီးဟာတဖြည်းဖြည်းညှိုးနွမ်းခြောက်သွေ့ပြီးတေဆုံးသွားပါတော့လေ။ပကံပြည်သူတွေဟာရန်သူကြီးတွေကင်းစင်သွားတဲ့အတွက်အလွန်ဝမ်းမြောက်သွားကြပါတယ်။ပြူစောသီးမင်းသားဟာလည်းဒီအောင်ပွဲကိုအထီးအမှတ်ပြုဖို့အတွက်ဘူးပင်ကြီးရှိခဲ့တဲ့အေယာဝတီမြေကမ်းတပူးမှာဇေဒီတဆူတီထားခဲ့ပါတယ်။ဇေဒီရဲ့ပုံတရံကိုတော့ဘူးပင်ကိုနှိမ်နှင်းခဲ့တာဖြစ်လို့ဘူးဒီပုံစံအတိုင်းလုံးဝနဲ့ပုံတရံတိဆောက်ခဲ့ပါတယ်။ဒါဟာယနေ့အတိုင်းပကံမြို့ရဲ့အေယာဝတီမြစ်ကမ်းပဲမှာရွှေရောင်ဝင်းပတ်စွာနဲ့တည်ရှိနေတဲ့ဘူးပရရဲ့အစပဲဖြစ်ပါတယ်။ဘူးပရဟာပကံခေတ်ဦးကာလာရဲ့ဘီဒုကလက်ရာကိုဖျတာနေုံတယ်မကအမောင်တို့နဲ့ရန်ဆွေတွေကိုအောင်နိုင်ခဲ့တဲ့ပြူစောသီးမင်းသားရဲ့တတ္တိနဲ့ဝိရိယကိုလည်းသက်သေထူနေစေဖြစ်ပါတော့တယ်။အားလုံးကိုစိတ်နှစ်ထကြားမှာကြပါစေ။